ခုနောက်ပိုင်းရေမွေးသုံးဆွဲတဲ့သူတွေတွင်ကျလာနဲ့အမျှများပြားလာနဲ့အမျှရေမွေးအကြောင်းတွေတော်တော်များများသိလာကြပြီကိုဘေးကနေဖြတ်သွားလိုက်ရင်ဒါ inspire ရေမွေးစွတ်ထားလားဈေးပေါ်တဲ့ရေမွေးစွတ်ထားလားနောက်ပြီးတော့ authentic ရေမွေးအစ်စ်ကိုစွတ်ထားလားဆိုတာလူတော်တော်များများသိလာကြပြီအထူးသဖြင့်လူငယ်တွေလူလက်ပိုင်းတွေဆိုပို့ပြီးတော့တောင်သိကြသေးတယ်ဒီခါပြပေးမှာတော့ inspire ရေမွေးတွေနောက်ပြီးတော့ clone ဆိုတဲ့ရေမွေးတွေ authentic ရေမွေးတွေနဲ့ဘယ်လိုကွာခြားလဲဆိုတာပြပေးမယ်ဗီဒီယိုပဲဖြစ်ပါတယ်အမှဆုံးပြပေးမှာ clone ရေမွေးအကြောင်းပြပေးမယ်ဒါကတော့ Blue Ridge Channel ရဲ့အစ်စ်ပေါ့ဗျာ authentic ရေမွေးအစ်စ် clone ဆိုတာတော့ဒီပုံစံတိုင်းထုတ်မယ်ဒီစာသားတိုင်းရေးမယ်ပလင်းပုံစံလည်းဒီလိုပုံစံမတူတူအောင်လိုက်လို့ထားတာအဲ့ဒါကို clone လို့ခေါ်တယ်ထဲတဲ့ရေမွေးအနက်နေပါလေတော့လူချင်းတူလိုက်မယ်မတူချင်းမတူဒါသူ့ဖက်နဲ့တူအပေါ်စားရင်လည်းဖန်တီးလိုက်မယ်အဲ့ဒါကိုကလုံးလို့ခေါ်ရဗျာဒါကျွန်တော်တက်မှတ်ထားတာပေါ့ဗျာနောက်ပြီးတော့ဒီစာသားရေးလည်းကွဲကျင်ကွဲနေလိမ့်မယ်ဗျာ BLEU ဆိုတာဒါအစ်စ်မှာ BLEU လို့ရေးမယ်အတုမှာကျန်သူတို့ copyright တွေပါညှိဖို့ညှိချင်ညှိမှာဆိုလို့သူက BLUE တော့မှားပြီးတော့တစ်လုံးလောက်မှားပြီးတော့ရေးလိမ့်မယ်အဲ့ဒါကိုကျွန်တော်ကတော့ကလုံးလို့တက်မှတ်တယ်နောက်တစ်ခုက inspire ပေါ့ဗျာ inspire ဆိုတာဘယ်လိုလဲဆိုတော့ဟိုပေါ့ရေမွေးအစီတွေကိုတက်ဝယ်လိုက်မယ်ပြီးရင်အရက်ပြန်ရောလိုက်မယ်ဒါဆိုရင် inspire ရေမွေးဖြစ်သွားပြီရေမွေးအစီဆိုတာဘယ်လိုလဲဆိုတော့ Blue Ridge Channel နဲ့တူတဲ့အစီဆိုပြီးတော့တက်ထုတ်တဲ့ကုမ္ပဏီတွေရှိပြီရေမွေးအစီထုတ်တဲ့ကုမ္ပဏီရှိရဲအဲ့ဒါအောင်မှဟိုနဲ့ပေါ့ဒီအရက်ပြန်တော့တို့တခြားလိုအပ်တာတွေနဲ့ရောလိုက်ရင်ဒါ inspire ဖြစ်သွားပြီဒါကတော့ကျွန်တော်တက်မှတ်ထားတာเนาะသူများရဲ့နဲ့တူချင်းတူမတူချင်းနေကျွန်တော် view မဆိုင်ဘူးကျွန်တော်ရောင်းတာအစစ်ရောင်းတဲ့အတွက်အဲ့ဒါတွေကကျွန်တော်သိတဲ့လောက်ပဲမျှဝေပေးတဲ့သဘောဖြစ်တယ်နောက်ထပ်တစ်မျိုးကတော့ dupe လို့ခေါ်တယ်ဒါမျိုးပေါ့ဗျာ UAE ဘက်ကလာတဲ့ရေမွေးတွေသူတို့ကလည်းတခြား brand တွေကိုလိုက်ပြီးတော့မှီညမ်းပြီးတော့အနက်တူအောင်လိုက်လုပ်တဲ့ brand တွေအဲ့ဒါကိုကျွန်တော် dupe လို့သတ်မှတ်မယ်တချို့ကဒါကို inspire လို့သတ်မှတ်ခြင်းလဲသတ်မှတ်လိုက်မယ်အဲ့ဒါသူတို့ကိုမှားတယ်လို့လည်းတော့ပြောလို့မရဘူးကျွန်တော်နားလဲထားတဲ့ dupe ရေမွေးအကြောင်းကိုအခုပဲပြောပြမယ် dupe ဆိုတာတော့ဒီလို authentic ရေမွေးအစ်စ်တွေရဲ့အနံတိုင်းကိုသူတို့စတိုင်နဲ့သွားချင်တာဒီလိုပလင်းလည်းမတူချင်ဘူးဗျာသူတို့နဲ့ပုံစံတူလည်းမထုတ်ချင်ဘူးသူတို့စတိုင်နဲ့သွားမှအနံလေးကလည်းသူတို့ပုံစံမျိုးသွားချင်တယ်ထားပါတော့အဲ့ဒါဆိုရင်သူတို့ရဲ့ကိုယ်ပိုင်နည်းပညာသူတို့ရဲ့ note တွေနဲ့ကိုယ်တိုင်ဖော်ဆက်ပြီးတော့ပညာရှင်တွေနဲ့ဖော်ဆက်တယ်ဗျာဥပမာပန်သီးပါမယ်နောက်ပြီးတော့ strawberry ပါမယ်ဒီထဲမှာလည်းပါတယ်ဆိုရင်သူတို့ထဲမှာလည်းပါတတ်တယ်အဲ့လိုမျိုးအနက်သူတို့နဲ့တူအောင်ကိုယ်ပိုင်နည်းပညာကိုယ်ပိုင် note တွေနဲ့ဖန်တီးထားတာကိုကျွန်တော်တို့လို့သတ်မှတ်တယ်ဗျာအနက်လည်းသွားတူနေမှာဗျာသူတို့ရဲ့ingredient အနေနဲ့တော့တူအောင်လုပ်မယ်ဗျာ inspire clone authentic ဆိုတဲ့လောကကြီးမြန်မာနိုင်ငံမှာပို့ပြီးတော့ရှုပ်ထွေးတယ်ဗျာတခြားနိုင်ငံမှာအဲ့လောက်ကြီးမရှုပ်ထွေးဘူးကျွန်တော်တို့ကမြန်မာလိုပြန်ပြီးတော့ဒိဗေတွေပြန်ရတဲ့အတွက်နည်းနည်းလေးတော့ရှုပ်တယ်ဗျာတချို့ဆိုရင် inspire dupe ကိုတက်မှတ်ချင်လို့တက်မှတ်ကြတယ်ဥပမာဒါဒီကိစ္စပေါ့ဒါမျိုးဆိုရင် inspire လို့တချို့တက်မှတ်တယ်ကျွန်တော်ကdupe လို့တက်မှတ်တယ်သူတို့ကအစုံတက်မှတ်လို့ရရဗျာအဲ့မြန်မာနိုင်ငံမှာကြီးကနည်းနည်းလေးပို့ပြီးတော့ရှုပ်ထွေးနေတယ်လို့ခံစားမိတယ်ဒါကတော့ inspire clone dupe ကျွန်တော်ရဲ့အမြင်တွေပဲဖြစ်ပါတယ်ဟိုပါပေါ့ဒီအနံလေးတွေစိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုတော့131 60 61မန်လေးကျွန်တော်ရဲ့ဆိုင်မှာအနံနေစမ်းပြီးတော့ဝယ်လို့ရတယ်မန်လေးမျိုးဆိုရင်ရောက်ချေရပြီးတော့မန်လေးတစ်မျိုးတည်းလွယ်လို့ကြံမျိုးအားလုံးငွေကြိုလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်